ပြီးတော့လည်းစိတ်ကမအိုးအောင်နဲ့သာသနာကျိုးစတဲ့ဆိုပြီးတော့ဆောင်ရွက်နေပါတယ်ဗျာအခုလည်းဒီသာသနာကျိုးစတဲ့ဆိုပြီးဆောင်ရွက်နေပါတယ်ဗျာလူကတော့အိုပါပြီဗျာ94နှစ်ပါဗျာဒီပါဟုတ်ဒီသက်ခွန်တော့သဘောထားပါမှန်ပါဗျာဒီသက်ခွန်တော့သဘောထားပါမှန်ပါသာသနာပြည့်တဲ့ဒီရိုးပြည်ဘောဓမ္မပြည်နေနေမှာလေလမ်းမှာလေမှန်ပါလမ်းဆက်တော့မှန်ပါဗျာဒီတော့လည်းစိတ်ကိုလည်းအပြင်နဲ့အဲ့လိုထားပါတယ်ဗျာဒီလိုလိုက်တာလည်းအဲ့လိုထားပါတယ်ဗျာစိတ်လည်းအများတန်းလို့မနာဘူးဗျာဒီတော့နားနဲ့ဟုတ်မှန်ပါဗျာမာရရတာကလည်းဒီတော့မန်းလေးပြဖို့ပြီးတာမှန်ပါဒီတော့လေအဲ့ဒါကိုတတိတော့မြင်လဲတွေ့ရတော့အញ្ញံဝမ်းတာသွားပါတယ်ဗျာပုံပိတ်မဖြေတာလဲကြာပြီဆိုတော့မှန်ပါဗျာဒီနောက်ဆုံးနေ့မှာလည်းဖုံးဖုံးနဲ့ဒီလိုမျိုးဒီသက်ကြုံတော့နားလေးမှာတိုက်ဆိုင်တိုင်းတွေ့ရဘူးလို့လေအခုတည်းကပြန်ဖြေတာမြင်တော့တတိတော့ဝမ်းတာသွားပါတယ်ဗျာဟုတ်တာမှန်ပါဗျာပုံနောက်ဆုံးနေ့မှာပုံမန်းလေးအတင်းကြွလာတဲ့ချိန်မှာတတိတော့လည်းကပ္ပိယနဲ့စပြီးတော့တွေ့ရတာပါဗျာဟုတ်ပါဗျာအဲ့ဒီကဘုံကပြီးတော့ဆောင်မွေးကလေးကိုတလောလုံးကပြီးတော့ဒီပြည့်တဲ့3နှစ်လောက်ကလာတော့ကျတော့အဲ့ဆောင်မုတ်ကလေးကိုပြီးပြီးတော့ပြန်ရွတ်ပေးတာဘုရားကြီးတို့မှာဝမ်းတာလုံးတိုင်းနဲ့မသိပါဗျာဟုတ်ပါတယ်နှစ်ပေါင်း73နှစ်ကြာလောက်ကိုမဲတီတုံဖြစ်ပြုံဘာဖြစ်လို့ရောက်လာတော့ဆိုတာပြီးတော့ရင်ထဲကိုဝမ်းတာပြီးဖြစ်ရပါတယ်ဗျဟုတ်ဘာလဲဆိုဆရာတော်မျိုးကငါရဲ့ဖုံးနေတာလေးကိုကျွန်တော်အတိအမှတ်ပြုတယ်အမှန်မှတတိတော်ကဆရာတော်မှတ်မိမှမသိဘူးပေါ့ဗျာပြီးတော့ကပ္ပိယအုံးမြင့်မှာဆိုပြီးတော့မိတ်ဆက်မှာပါဗျာမန္တလေးအပင်ပါလို့အဲ့လိုပြောမှာရတော့ထလာပြီးတာနဲ့မြေပြည်တော့ရှင်းပြုတ်ဘာဖြစ်လို့ရောက်လာတော့ဆိုတော့ဘုရားဖြစ်တော့စိတ်ထဲမှာကြည်နူးမှုအပေါင်းနဲ့ဗျာသာသနာအတွက်အကျိုးများအောင်လုပ်ခဲ့လို့ကပ္ပိယမျိုးလို့ဒီလိုရှင်းနေတာဆိုတော့လေဘုရားတပည့်တော်မတန်းကျင်ပါဘူးဗျာအဲ့ဒီကြောင့်လို့လေတပည့်တော်ကခရီးအားသိမှုလို့အခုလည်းမန္တလေးတောင်တပည့်တော်လုပ်နေပါတယ်ဗျာနေရာတကာလည်းလုပ်နေပါတယ်အခုလဲဆရာတို့ပြည်လာတာကမန္တလေးအသင်းကိုဖြေတဲ့အခါမှာဘုံတတိတော်ကပ္ပိယလိုတဲ့အခါဘယ်လိုပဲလူဘယ်လိုပဲသုံးလို့